မင်္ဂလာပါရှင်နွယ်လေးဟမိတ်ကနေကြိုဆိုပါတယ်အခုဒီအိတ်ထိုးနည်းလေးကိုထိုးပြမှာဖြစ်ပါတယ်ဒီအိတ်ထိုးနည်းလေးထိုးမဲ့ဆိုရင်တော့ဒီလိုမျိုးရိုးရိုးအိတ်ထိုးနိုင်လွင်ချီလေးလိုအပ်ပါတယ်ဒီချီလေးကတော့ဒီလိုမျိုးအယောင်2ယောင်ဆက်သုံးမဲ့ဆိုရင်တော့တစ်ယောင်ကိုတစ်လုံးစီဆောင်ထားပါဒါနှလုံးလုံးတော့မကုန်ပါဘူးနော်အဲ့ဒါဆိုရင်အိတ်နှလုံးလောက်ထိုးလို့ရပါတယ်ဒီလိုမျိုးတစ်ယောင်နဲ့ထိုးမဲ့ဆိုရင်တော့ဒီလိုမျိုးတစ်လုံးနဲ့တည်းလောက်ပါတယ်နော်2ယောင်ဆက်ထိုးမဲ့ဆိုတော့အယောင်2ယောင်ဆောင်ထားပါဒါဆိုရင်လိုအပ်တဲ့ကုန်ချလေးကိုပြောပြမယ်ဒီလိုမျိုးနိုင်လွင်ချီရိုးရိုးနိုင်လွင်ချီတစ်လုံးကုန်ပါမယ်အယောင်2ယောင်ထိုးမဲ့ဆိုတော့နှလုံးဆောင်ထားပါအစိုက်ကတော့ 3.0 mm နဲ့ထိုးပါမယ် 2.5 mm နဲ့ထိုးလို့လည်းရပါတယ်เนาะပြီးလို့ရှိရင်ဒီကချုပ်အပ်ကလေးလိုပါမယ်နောက်တစ်ခုကတော့ဒီကမှတ်ချိတ်လေးလိုပါမယ်เนาะနောက်တစ်ခုကတော့အဓိကဒီကအိတ်တန်းခလုတ်လေးလိုပါမယ်ဒီခလုတ်လေးလိုပါမယ်เนาะဒါလေးတစ်စုံဆိုရင်ရပါပြီဒါဆိုရင်တော့ဒီအိတ်ကလေးထိုးဖို့ရအတွက်ပြည့်စုံပါပြီเนาะစပြီးထိုးလိုက်ကြရအောင်မှာတော့ SI 3.0 mm နဲ့ထိုးပါမယ်เนาะအိတ်ကလေးကိုစပြီးတော့ထိုးပါမယ်ထိုးမဲ့ဆိုတော့အရင်ဆုံးchainလေးလုပ်လိုက်ပါမယ်เนาะchainလေးလုပ်လိုက်မယ်ပြီးတော့chain 32ခုကျက်ပါမယ်เนาะဒီလိုမျိုးလေးဖွင့်မိပေါ့ဖွင့်မိလေးတွေ32ခုကျက်ပါမယ်ဒီမှာဒီလိုလေး2ခု3ခု4ခု5ခု6ခုဒီလိုမျိုးပုံစံအတိုင်းပဲchainလေးတွေဘယ်နှခုကျက်မှာလဲဆိုရင်32ခုကျက်ပါမယ်เนาะခုchain 32ပင်ကျက်လိုက်တာပေါ့နော်အမားကတော့ဘယ်လောက်ရှိလဲဆို9လက်မခွဲနော်9လက်မခွဲရှိပါတယ်အဲ့ဒီခါမှာထိုးပြီးလို့ရှိရင်9လက်မကြံဖို့အတွက်ကိုအိတ်ဆိုင်ကို9လက်မကြံဖို့အတွက်ကို9လက်မခွဲကျက်ပါဘာလို့လဲဆိုရင်ခြီကနောက်ထိုးလိုက်လို့ရှိရင်ကျုံသွားတတ်တဲ့အနေအထားရှိပါတယ်ဒီနေရာမှာဆိုလို့ရှိရင်ကိုကလက်စားကတယောက်နဲ့တယောက်မတူပါဘူးเนาะဖွင့်ပြီးချက်ထိုးတဲ့အခါမှာရောခြီထိုးတဲ့အခါမှာရောကိုကလက်ကိုကြက်ကလေးထိုးတတ်တယ်ဆိုရင်တော့10လက်မအထိဖွင့်ပြီးကိုသုံးလို့ရပါတယ်ဘာလို့လဲဆိုရင်ဒီ9လက်မအတိကြံခြင်းတယ်ပေါ့เนาะအိတ်ဆိုင်ကို9လက်မအတိကြံဖို့ရအတွက်ကိုလက်စားနဲ့ကိုချိန်ပြီးတော့ထိုးပါအမားကတော့9လက်မခွဲထိုးပါမယ်နောက်ဆုံးကြံတဲ့အိတ်ဆိုင်က9လက်မကြံဖို့အတွက်ပါအဲ့ဒါဆိုရင်ချိန်32လို့တော့မဟုတ်ဘူးကိုကလက်မနဲ့ဒီပေဇုံးနဲ့တိုင်းလိုက်ပေါ့နော်9လက်မခွဲ10လက်မကိုကြိုက်တဲ့အနေအထားကိုချိန်လို့သလောက်ထိထိုးပါနော်အမားကတော့32ချိန်ဒီချိန်လေးတွေ32ခုထိုးလိုက်တဲ့အခါမှာ9လက်မခွဲရှိတယ်အဲ့တိုင်းပဲထိုးပါမယ်အဲ့လိုထိုးတဲ့အခါမှာဒါနောက်တစ်ဆင့်တက်မယ်ပေါ့နော်ဒီအိတ်ကတိုင်တိုတွေကြီးပဲထိုးတော်မှာပါနော်တိုင်တိုကြီးကထိုးတော်မှာဖြစ်တဲ့အတွက်ကြောင့်ဒီမှာဒီပထမဆုံးဒီထိုးခဲ့တဲ့ဒီနောက်ဆုံးထိုးခဲ့တဲ့ပေါ့နော်ဒီ chain မှာမထိုးပါဘူးเนาะဒီဒုတိယမြောက် chain ကနေစထိုးပါမယ်ဒီကက်ရက်ကအပေါက်ကက်ရက်ကဒီ chain မှာမထိုးဘူးဒုတိယမြောက် chain ကနေစထိုးမယ်chain တစ်ခုကြော်ပြီးထိုးတာပေါ့နော်အဲ့လိုထိုးတဲ့အခါမှာဒီရှေ့ကအပေါက်ထဲကိုမထိုးပါဘူးเนาะရှေ့ကအပေါက်ထဲကိုမထိုးဘူးဒီမှာဒီနောက်မှာဆိုလို့ရှိရင်ဒါလေးကရှေ့ကအတက်ဒီမှာဖွင့်မီလေးရှိရယ်เนาะအဲ့ကနေဒီနောက်မှာနောက်ကဒီအပေါက်ကလေးတွေကိုဝင်ထိုးပါမယ်เนาะဒီမှာအဖုလေးနဲ့ရှိပါတယ်ဒီနောက်ကအပေါက်ထဲအဲ့အပေါက်ထဲလေးတွေကိုထိုးတော့ပါမယ်တိုင်တိုထိုးပါမယ်ဒါကတော့အခြေခံရပြီးသားလို့ဆိုရင်သိပါတယ်ဒီမှာတိုင်တိုအပေါက်တိုင်းပေါ့เนาะတပေါက်မှကြော်လို့မရဘူးเนาะမဲတစ်ခုပြီးပြီနောက်တစ်ခုနောက်တစ်ပေါက်ကိုလည်းတိုင်တိုထိုးနည်းနဲ့ပဲထိုးပါမယ်ပြီးသွားပြီဒီမှာနောက်တစ်ပေါက်ထပ်ထိုးမယ်နောက်တစ်ပေါက်ထိုးမယ်เนาะဒီလိုမျိုးလေးဒီလိုနီးတိုင်းပဲဒီမှာဒါလေးဆိုရင်တပေါက်ကိုတိုင်တိုတပင်နှုံးနဲ့ပေါ့နော်ဒီအနောက်တွေဖွင့်မိချက်လေးတွေအနောက်တွေမှာထိုးမှာနော်ဒီအဆုံးထိနောက်ဆုံးအဆုံးထိထိုးခဲ့ပါမယ်ဒီအနောက်ဒီအဆုံးထိရောက်ပြီဆိုရင်တစ်ခါပြန်ပြမယ်နော်ဆိုရင်ထိုးလာတာဒီမှာနောက်ဆုံးအပေါက်ထိပြီးသွားပါပြီเนาะဒီလိုမျိုးလေးရပါတယ်ဒီလိုမျိုးပြန်တိုင်းလိုက်တဲ့အခါမှာဒါ9လက်မရှိရမယ်เนาะ site ကဒါပေမဲ့ကိုကြိုက်နှစ်သက်လောက်ဒီ site ကိုတိုးပြီးတော့ထိုးလို့ရပါတယ်ကိုက site ကြီးလို့ခြင်းဆိုရင် chain ကိုတိုးလိုက်ပါเนาะ chain ကိုလိုချင်တဲ့လောက်ထိတိုးပြီးထိုးလိုက်ပါ
ဒါကတော့ကိုယ်စိတ်ကြိုက်ပေါ့နော်အခုကတော့ပုံမှန်စိုက်ကတော့9လက်မဖုံးထဲလို့ရတဲ့စိုက်လေးပေါ့နော်ဒီအိတ်ကတော့စိုက်ကပုံမှန်စိုက်လေးပဲလှရယ်နော်ကြီးရင်ကြပုံလေးနည်းနည်းအသွားတတ်တယ်ဟုတ်ပြီနောက်တစ်ဆင့်တက်မယ်ဆိုလို့ရှိရင်ချင်းတစ်ခါထိုးမယ်တိုင်တိုထိုးမှဖြစ်တဲ့ကြောင့်ချင်းတစ်ခါထိုးမယ်ထိုးပြီးလို့ရှိရင်လှည့်လိုက်မယ်လှည့်ပြီးရင်ဒီအရင်ကအပေါက်ကနေစပြီးတော့ဘာထိုးမှလဲဆိုရင်တိုင်တိုတစ်ပေါက်ကိုတစ်ပင်လုံးထိုးပါမယ်တိုင်တိုတွေထိုးတဲ့အခါမှာလုံးဝအပေါက်တွေကြော်လို့မရပါဘူးเนาะဒါမှအနာလေးတွေလည်းလှမှာပါတစ်ပေါက်ကိုတစ်ပင်လုံးချင်းနေstory တိုင်တိုတွေထိုးသွားပါမယ်ဒီလိုမျိုးလေးရပါမယ်เนาะဒီလိုမျိုးလေးအဲ့ဒါဆိုရင်ဒီလိုမျိုးချင်းနေဒီစော်ရီတိုင်တူတွေပေါ့နော်ဒီလိုမျိုးတပတ်ပြီးတပတ်အဲ့လိုမျိုးတောက်လျှောက်ထိုးခဲ့ရပါမယ်နော်ခုဆိုရင်ထိုးလာတာပေါ့နော်ဒီမှာဒီထိတ်ထီရောက်ပြီနော်ဒီထိတ်ထီရောက်ပြီဆိုရင်ဒီလိုမျိုးပဲဒီလိုတဒန်းပြီးတဒန်းထိုးသွားရပါမယ်ကိုလိုချင်တဲ့လောက်ထိုးမယ်ဘယ်လောက်ထိထိုးမှလဲဆိုရင်ဒီဟာဒီလိုဒေါင်လိုက်ကို9လက်မခွဲပြည့်တဲ့အထိထိုးပါမယ်နော်ဒီလိုမျိုး9လက်မခွဲရတဲ့အထိထိုးပါမယ်ဒီကအလှည့်ရားကတော့အလှည့်ရားကဒီမှာ9လက်မပါနော်ဒီမှာဒီက9လက်မပါ9လက်မထိုးထားပါတယ်ဒါအလှည့်ရားက9လက်မပါဒီလိုဒေါင်လိုက်ကိုဒီလိုနီးနဲ့အတိုင်းပဲအခုပြောခဲ့တဲ့နီးနဲ့အတိုင်းပဲဒီလိုတဒန်းပြီးတဒန်းပေါ့နော်တစ်ခေါက်ပြီးတစ်ခေါက်ထိုးပါမယ်ဘယ်လောက်ထိထိုးမလဲဆိုရင်ဒီဒေါင်လိုက်ကို9လက်မခွဲထိထိုးခဲ့ပါမယ်အဲ့လောက်ထိုးပြီးရင်ပြန်တွေ့မယ်နော်အခုဆိုရင်ထိုးလာတာလေဒီမှာနော်ဒီလိုထိုးလာတာဆိုရင်အခုဆိုရင်ဒီမှာ9လက်မခွဲရှိပါပြီနော်တိုင်းပြလိုက်မှာဒီမှာ9လက်မခွဲရှိပါပြီဒီလိုကတော့9လက်မပါနော်9လက်မခွဲဒီလိုဒေါင်လိုက်က9လက်မခွဲပြည့်ပြီအဲ့လိုမျိုးပြည့်ပြီဆိုလို့ရှိရင်အဖုံးချမ်းလေးလုပ်မယ်နော်ဒီလိုမျိုးလေးဒီလိုအဖုံးလေးလုပ်ဖို့ရအတွက်တိုင်ကိုလျှော့သွားပါမယ်တိုင်ရော့ထိုးနည်းနဲ့ထိုးပါမယ်နော်ကိုလိုချင်တဲ့ဒေါင်လိုက်အနေထားကိုရပြီဆိုရင်နောက်တက်ဖို့ရအတွက်ချိန်တစ်ခုထိုးလိုက်မယ်ချိန်တစ်ခုထိုးပြီးတော့ဒီဘက်ကိုတစ်ဖက်ကိုလှည့်လိုက်မယ်နော်လှည့်ပြီးတော့တိုင်ရော့ထိုးမှဖြစ်တဲ့အတွက်ကြောင့်မလို့ပုံမှန်ဆိုရင်ဒီအခြေကအရင်ဒီအပေါက်မှာနော်ဒီအပေါက်မှာထိုးပါမယ်အခုကဒီအပေါက်ကိုကြော်တစ်ပေါက်ကိုကြော်ပြီးတော့ဒုတိယမြောက်အပေါက်မှာထိုးလိုက်ပါမယ်နော်တိုင်တို့ထိုးနည်းပါပဲအဲ့ဒါဆိုရင်တစ်ပေါက်ကြော်လိုက်တဲ့အတွက်ကြောင့်တစ်ပေါက်ရော့သွားတယ်ပေါ့နော်လျှော့လိုက်တဲ့သဘောပါပြီးလို့ရှိရင်တိုင်တိုဆက်ထိုးပါမယ်တပေါက်ကိုတပင်နှုံးနဲ့တိုင်တိုဒီဘက်ကိုရောက်တဲ့အထိဒီဘက်ကိုနောက်ဆုံးအပေါက်ထိမထိုးခဲ့ပါနဲ့ဒီနောက်ဆုံးတစ်ပေါက်ရောက်ဖို့ရတဲ့တစ်ပေါက်ကြံတဲ့အထိပဲထိုးတစ်ပေါက်နောက်ဆုံး2ပေါက်ပေါ့နော်2ပေါက်ခြံပြီးတော့ထိုးပါဒီ3ပေါက်မြောက်လောက်ပဲထိုးထားပါနော်အဲ့နေရာရောက်ရင်ပြန်ပြပါမယ်ခုဆိုရင်ထိုးလာတာဒီမှာနောက်ဆုံး2ပေါက်ကြံပါမယ်နော်ဘာလို့2ပေါက်ခြံခိုင်းတာလဲဆိုရင်2ပေါက်ကိုတစ်ပေါက်ထဲဖြစ်အောင်ဟာထိုးမှာပါတိုင်ရော့တဲ့သင်္ကေတပေါ့နော်တိုင်လျှော့လိုက်တဲ့သဘောပါအဲ့ဒါဆိုရင်ဒီမှာတိုင်တို့ထိုးနည်းတိုင်းပဲထိုးမယ်ဒီလိုမျိုးလေးထိုးမယ်အပေါ်မှာ2ပင်ရှိတယ်ဒါကိုဒီလိုမျိုးပုံမှန်ဆိုရင်ကျိုးဆွဲမယ်ပေါ့နော်အဲ့လိုမျိုးရှိရကျိုးမဆွဲသေးဘူးအပေါ်မှာ2ပင်ထိုင်းမဲ့ထားမယ်နောက်တစ်ပေါက်ကိုစစ်ထိုးမယ်နောက်တစ်ပေါက်ကိုစစ်ထိုးမယ်ကျိုးကိုကောက်လိုက်မယ်အဲ့ဒါအပေါ်မှာ3ပင်ဖြစ်သွားတယ်3ပင်ဟိုမှာတစ်ခါတည်းပေါင်းပြီးတော့လွှတ်ချလိုက်ပါမယ်အဲ့ဒါဆိုရင်2ပင်ထိုးတာ1ပင်နဲ့ပုံစံဖြစ်သွားမယ်ပေါ့နော်တိုင်လျှော့လိုက်တဲ့သဘောပါတိုင်ရောအောင်လုပ်တာပါနော်ဒီလိုမျိုးလေးအဖျားလေးရှူသွားဖို့ရအတွက်လုပ်တာပါအဲ့ဒါနောက်တစ်တက်မယ်ဆိုရင်ချိန်ထိုးပါမယ်ချိန်ထိုးပြီးတစ်ဖက်ကိုလှည့်မယ်လှည့်ပြီးတော့ဒီအစမှာထိုးခဲ့သလိုပဲဒီအစမှာပေါ့နော်ထိုးခဲ့တော့လိုပဲဒီအရင်ကအပေါက်ကိုမထိုးဘူးတစ်ပေါက်ကိုကြော်မယ်ဒုတိယညအပေါက်မှာသွားပြီးတော့တိုင်တိုထိုးပါမယ်အဲ့လိုမျိုးတစ်ပေါက်စီထိုးခဲ့ပြီးတော့ဒီနောက်ဆုံး2ပေါက်မြောက်ကိုကြာတဲ့အထိထိုးပါမယ်နော်ဒီနောက်ဆုံး2ပေါက်ကိုခြံပြီးတော့ထိုးပါမယ်အခုဆိုရင်ထိုးလာတာဒီမှာနောက်ဆုံး2ပေါက်ပဲကြာတော့တယ်အဲ့ကမှာတိုင်ရောလိုက်တဲ့သင်္ကန်းစာပေါ့နော်ဒီခရီးသင်္ကန်းစာနဲ့ထိုးပါမယ်ဒီမှာဒီအပေါက်ထဲကိုတိုင်တို့ထိုးမယ်အပေါ်မှာ2ပင်ရှိတယ်ဒီတိုင်းပဲထားမယ်နောက်တစ်ပေါက်ကိုထိုးမယ်အပေါ်မှာ3ပင်ရှိရဲ့အဲ့3ပင်လုံးကိုဖြုတ်ချမယ်ဒါဆိုရင်ဒီမှာအနာလေးတွေကတဖြည်းဖြည်းနဲ့ရော့လာမှာပါနော်ဒီလိုမျိုးလေး
ပေါ့တဖြည်းဖြည်းနဲ့ဒီလိုမျိုးလေးရှော့သွားမှာပေါ့နော်ဒီလိုမျိုးလေးဖြစ်သွားမှာပါအဲ့လိုမျိုးလေးဖြစ်ဖို့ရအတွက်ဒီနီးနဲ့အတိုင်းပဲဘလောက်အထိထိုးမှလဲဆိုရင်ဒီဟာလေးနဲ့ပေါ့နော်ဒီမှာအိတ်တန်းခလုတ်လေးနဲ့တိုင်းလိုက်ပါကိုရှော့လိုက်တဲ့သင်္ကန်းစာရောက်ပြီးကိုရှော့လိုက်တဲ့အတိုင်းပေါ့နော်ဒီလိုမျိုးနောက်ဆုံးမှာဆိုရင်ဒီအိတ်တန်းခလုတ်လေးနဲ့အညီကျန်တဲ့အထိကိုတိုင်ရောသင်္ကန်းစာနဲ့တိုင်းတရားပြီးတရားထိုးပါမယ်နော်ဒီမှာဒီလိုမျိုးလေးဒီမှာဆိုလို့ရှိရင်ဒီမှာအိတ်တန်းခလုတ်လေးနဲ့တိုင်းလိုက်တယ်ပေါ့နော်ကိုလိုချင်တဲ့ပမာဏကိုလိုချင်တဲ့အပင်ရေပေါ့နော်ဒီမှာအိတ်တန်းခလုတ်လေးနဲ့ဒီလိုမျိုးလေးယာကြည့်လိုက်ပါနော်လျှာထားကြည့်လိုက်ပါအိတ်တန်းခလုတ်လေးကိုတက်ကြည့်လိုက်ပါတက်ကြည့်လိုက်လို့အိတ်တန်းခလုတ်လေးနဲ့ဒီထောင်စွန်းလေးကအညီဖြစ်ပြီဆိုရင်အဲ့နေရာမှာရပ်ပါမယ်နော်အဲ့ဒီအထီးဖြစ်အောင်ဟာထိုးပါမယ်ဒီတိုင်ရောသင်္ကန်းစာနဲ့ပဲเนาะတစ်ဖက်ပြီးတစ်ဖက်တရားပြီးတရားထိုးသွားပါမယ်เนาะဒီအိတ်တန်းခလုတ်လေးနဲ့အညီကျနဲ့အထိထိုးပါမယ်အခုဆိုရင်ထိုးလာတာဒီမှာเนาะဒီလိုမျိုးလေးရပါတယ်အဲ့ဒီခါမှာဒီမှာအိတ်တန်းခလုတ်လေးနဲ့ဒီလိုမျိုးလေးလေးရထားကြည့်လိုက်တဲ့ခါမှာတိုင်းကြည့်လိုက်ပါเนาะအိတ်တန်းခလုတ်လေးနဲ့တိုင်းကြည့်လိုက်တဲ့ခါမှာဒီမှာကွက်တိဖြစ်နေပါပြီเนาะဒီလိုမျိုးကွက်တိဖြစ်ပြီးဆိုရင်ရပ်လိုက်ပါအိတ်တန်းခလုတ်ကလေးနဲ့အညီဖြစ်ပြီဆိုရင်ရလိုက်တော့เนาะရလိုက်ပြီးတော့ဒီကျိုးလေးကိုချိန်လေးတစ်ခုတက်ပြီးတော့ဒါလေးကိုကတ်ကြီးလေးနဲ့ဒီကျိုးစာလေးကိုညှက်ဖြတ်လိုက်ပါเนาะညှက်ဖြတ်ပြီးတော့အဲ့ဒီကျိုးလေးကိုဆွဲထုတ်လိုက်ပါဆွဲထုတ်ပြီးလို့ရှိရင်ဒီကျိုးစာလေးကိုလည်းသိမ်းလိုက်ပါเนาะမတိတာအောင်ဟာခြီစာလေးတွေကိုထိုးထည့်ပါမယ်เนาะခြီစာသိမ်းတဲ့အခါမှာစနစ်တကျလေးသိမ်းပါကျိုးလေးတွေကိုမပေါ်အောင်ဟာဒါကတော့ကိုယ်အဆင်ပြေလို့သိမ်းလိုက်ပါနော်ရုပ်မထွက်အောင်သိမ်းလိုက်ပြီဆိုရင်ရပါပြီအဲ့ဒါလေးကိုကတ်ကြီးလေးနဲ့ညှပ်ဖြတ်လိုက်ပါဒီလိုမျိုးလေးရတော့ပါပြီနော်နောက်ဗီဒီယိုတွေမှာနောက်ထပ်ထိုးတာလေးတွေကိုစစ်ပြပါမယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါเนาะအခုဆိုလို့ရှိရင်ဒီလိုမျိုးကြီးထိုးလာတာဒီအိတ်တန်းခလုတ်ဘက်ကိုဒီလိုမျိုးလေးထိထိုးပြီးကြပါရင်เนาะအားလုံးထိုးပြီးကြပြီးအစင်မှာဆိုရင်ဒီနောက်ကဒီအိတ်တန်းခလုတ်တက်မဲ့ပဲမဟုတ်ဘဲနဲ့ဒီနောက်ကနေပြီးတော့ဒီလိုမျိုးအိတ်ကိုတဲ့ထိုးပါမယ်เนาะအိတ်ကိုတဲ့လေးကိုဆက်ထိုးပါမယ်အဲ့ထိုးနီးလေးကိုပြပါမယ်ဒီမှာအရင်ထိုးခဲ့တဲ့ဗီဒီယိုတွေမှာဆိုရင်ဒီအိတ်ကလေးကိုပြခဲ့တာဒါပေမဲ့ဒီအိတ်ကကြတော့ order အိတ်ဖြစ်တယ်တယောင်နဲ့ထိုးတာဖြစ်တဲ့အတွက်ကြောင့်2ကလာမဟုတ်ဘူးတယောင်နဲ့ထိုးတာဖြစ်တဲ့အတွက်ကြောင့်ဒီအိတ်ထိုးနီးပြတဲ့အခါမှာနည်းနည်းမရှင်းမှဆိုးလို့မို့လို့2ကလာထိုးမဲ့အိတ်လေးနဲ့ပြောင်းပြပေးမယ်နော်ဒီပုံစံဒါကတော့အိတ်နှစ်မျိုးအတူတူပါပဲဒါကじゃတက်ရောင်နဲ့ထိုးတာဆိုတော့ပြတဲ့အခါမှာဒီဟာပေါ့အိတ်ကိုတဲ့ထိုးတာဆက်ပြီးတော့ထိုးတဲ့နေရာလေးမှာဒီနေရာလေးမှာမရှင်းမှဆိုးလို့ဒီ2ကလာထိုးမဲ့အယောင်ခွဲလေးနဲ့ထိုးပြပါမယ်နော်အဲ့လိုထိုးပြတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာကျိုးရှိတဲ့ဘက်နဲ့ကျိုးမရှိတဲ့ဘက်နဲ့ရှိရပေါ့နော်ဒီကျိုးရှိတဲ့ဘက်နဲ့အရင်မထိုးဘဲနဲ့ကျိုးမရှိတဲ့ဘက်ကနေစထိုးမယ်နော်ဒီမှာတော့အိတ်တန်းခလုတ်ဖက်ပေါ့နော်တိုင်ရောသင်္ကန်းစာထိုးခဲ့တဲ့ဘက်အဲ့ဘက်ရဲ့မဟုတ်ဘဲနဲ့ဒီနောက်ကနေထိုးမှာနော်ဒီနောက်ကနေအိတ်ကိုတယ်လောက်ပါမယ်အဲ့ခါမှာဒီအနီလေးနဲ့ဒီကစင်စွယ်လေးနဲ့ဆက်ပြီးတော့ထိုးပြပါမယ်နော်ဟုတ်ပြီအဲ့လိုမျိုးထိုးမယ်ဆိုရင်ဒီမှာဒီဟာကျိုးရှိတဲ့ဘက်ကျိုးမရှိတဲ့ဘက်ရှိရယ်ကျိုးမရှိတဲ့ဘက်ကနေစထိုးမယ်နော်ဟုတ်ပြီအဲ့ဒါလေးထိုးတာပြမယ်ထိုးတဲ့အခါမှာဒီမှာပထမဆုံးအပေါက်ပေါ့နော်ပထမဆုံးဖွင့်ပြီးရှိပါတယ်ဒီမှာဖွင့်ပြီး2ခုရှိရယ်နော်ပထမဆုံးဒီလိုမျိုးဖွင့်ပြီး2ခုရှိရယ်နော်အဲ့ဒီဖွင့်ပြီးတဲ့ကနေထက်မှာတစ်ဖက်ကိုတစ်ဖက်ပဲယူမယ်နော်တစ်ချမ်းပဲယူမယ်ဒီမှာမျက်နှာချင်းဆိုင်ကိုယ့်ဘက်ကအချမ်းကိုမယူဒီမှာဒီဘက်မှာတစ်ချမ်းဒီဘက်မှာတစ်ချမ်းရှိရယ်ကိုယ့်ဘက်ကအချမ်းကိုမယူဘဲနဲ့ဒီဘက်ကအချမ်းကိုယူပြီးတော့ထိုးမယ်နော်ဒီဘက်ကတစ်ချမ်းပဲယူထိုးပါမယ်ဒီလိုမျိုးလေးပါမြင်ရလားမသိဘူးနော်ဒီမှာဒီလိုမျိုးလေး2ချမ်းရှိတယ်ဆိုရင်ဒီလိုမျိုး2ချမ်းရှိတယ်အဲ့2ချမ်းလုံးကိုယူမထိုးဘဲနဲ့ဒီမဲ့ကိုနဲ့ညနေချင်းဆိုင်ဘက်ကအချမ်းလေးကိုယူပြီးတော့ထိုးပါမယ်နော်အဲ့ဒါဆိုရင်ဒီအကျိုးလေးကနေစပါမယ်ခုဆိုရင်စမယ်နော်ဒီနေရာလေးကနေစထိုးပါမယ်ဒီမှာကိုနဲ့ညနေချင်းဆိုင်ဘက်ကအချမ်းကိုယူမယ်နော်တစ်ချမ်းပဲယူမယ်ယူပြီးတော့ရှေ့ကကျိုးလေးကိုဆွဲလိုက်မယ်နော်ဆွဲပြီးလို့ရှိရင်ဒီမှာဒီကျိုးစားလေးခြံခဲ့မယ်နော်အဲကျိုးစားလေးသိမ့်မယ်ဒီဟာလေးကိုထိုးလိုက်မယ်နော်ထိုးပြီးလို့ရှိရင်အဲ့ဒီအပေါက်ထဲမှာပဲတိုင်တိုတပင်ထိုးပါမယ်နော်ဒီနောက်ကကျိုးစားလေးပါတစ်ခါတည်းသိမ့်မယ်နော်ဒီမှာဒါလိုလေးထိုးလိုက်တယ်ထိုးပြီးတော့အဲ့ဒီထိုးတဲ့ဒီဟာအရင်လေးကိုမှတ်ချိတ်လေးနဲ့မှတ်လိုက်မယ်နော်မှတ်ချိတ်လေးနဲ့မှတ်လိုက်ပါမယ်ဒီလိုမျိုးထိုးတယ်ထိုးပြီးလို့ရှိရင်တစ်ခါနောက်တစ်ပေါက်မှာလည်းအဲ့လိုပဲတိုင်တိုထိုးပါမယ်ဒီကက်ရက်ကအပေါက်ပေါ့နော်ဒီမှာ
ဒီကျိုးသားလေးပါတက်ခါရသိမ့်မယ်ဒီမှာဒီပေါက်ထိုးပြီးရင်နောက်တစ်ပေါက်မှာတိုင်တိုတပင်ထိုးပါမယ်အဲ့ဒီအပေါက်မှာတိုင်တိုထိုးလိုက်တယ်နော်တိုင်တိုထိုးမယ်ပြီးလို့ရှိရင်နောက်တစ်ပေါက်မှာလည်းအဲ့လိုပဲတိုင်တိုထိုးပါမယ်တစ်ပေါက်ကိုတပင်နှုံးနဲ့တိုင်တိုတပင်နှုံးနဲ့ထိုးပါမယ်နော်ဒီမှာတစ်ပေါက်ကိုတိုင်တိုတပင်နှုံးနဲ့ဒီနောက်ဆုံးရောက်တဲ့အထိထိုးပါမယ်ဒီနောက်ဆုံးအပေါက်ထိထိုးခဲ့ပါမယ်နော်တစ်ချမ်းပဲထိုးပါနော်နှစ်ချမ်းလုံးယူမထိုးပါဘူးတစ်ချမ်းနဲ့ပဲယူထိုးပါတယ်အခုဆိုရင်ထိုးလာတာဒီမှာနောက်ဆုံးအပေါက်ကိုရောက်လာပါပြီเนาะအဲ့ဒီနောက်ဆုံးအပေါက်မှာဆိုလို့ရှိရင်တိုင်တိုနှစ်ခါထိုးပါမယ်ဒီမှာတစ်ခါထိုးလိုက်ပြီးနောက်ထပ်အဲ့ဒီအပေါက်ထဲမှာပဲနှစ်ခါထိုးပါမယ်ဒေါင်းပေါက်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာเนาะနောက်ဆုံးအပေါက်မှာတိုင်တိုတစ်ပေါက်ထဲနဲ့နှစ်ခါထိုးတယ်ပြီးတော့ဒီဘက်ကိုလှည့်ပြီးတော့ထိုးပါမယ်เนาะဒီလိုပတ်ပတ်လဲလှည့်ထိုးသွားမှာပါအဲ့ပြီးတော့ကြောင့်ဒီဘက်ကိုလှည့်လိုက်မယ်လှည့်ပြီးလို့ရှိရင်ဒီမှာကျိုးရှိရယ်เนาะကျိုးရှိရယ်အဲ့ကျိုးလေးပါတစ်ခါလဲသိမ့်မယ်အခုထိုးခဲ့တဲ့တိုင်တိုနှစ်ခါထိုးခဲ့တဲ့အပေါက်မှာပဲပေါ့နော်ဒီဘက်တချမ်းကြံသေးရလीနော်ထိုးခဲ့တာတချမ်းမထိုးခဲ့တော့ဒီဘက်တချမ်းကြံသေးအဲ့ဒီတချမ်းဘက်မှာလဲနှစ်ခါထိုးပါမယ်တိုင်တိုဒီမှာနော်တိုင်တိုဒီမှာတစ်ခါထိုးလိုက်ပြီးနောက်ထပ်အဲ့ဒီအပေါက်ထဲမှာပဲအဲ့ဒီတချမ်းမှာပဲတိုင်တိုတစ်ခါထိုးလိုက်တယ်အဲ့ဆိုရင်ဒီနောက်ဆုံးအပေါက်မှာကြတော့ဒီဘက်ချမ်းမှာနှစ်ခါထိုးတယ်ဒီဘက်တစ်ချမ်းမှာနှစ်ခါထိုးတယ်เนาะတိုင်တိုနှစ်ခါထိုးတယ်အဲ့ဒါတစ်ဖက်ကိုနှစ်ခါဆိုတော့၄ခါထိုးရတယ်ပြီးလို့ရှိရင်အဲ့ဒီနဲ့ကက်ရက်ကအပေါက်เนาะဒီအပေါက်တစ်ချမ်းကြံခဲ့တယ်เนาะဒီဘက်တရားတစ်ချမ်းစီထိုးခဲ့ဆိုတော့ဒီဘက်တစ်ချမ်းနေကြံခဲ့အဲ့တစ်ချမ်းနေမှာလိုက်ထိုးတော့ပါမယ်ဒီမှာတိုင်တိုတစ်ခါထိုးတယ်နောက်တစ်ပေါက်မှာလည်းတစ်ပေါက်ကိုတစ်ခါထိုးတယ်အဲ့ဒီကြံခဲ့တဲ့ဒီဘက်မှာဒီဘက်ကထိုးခဲ့တဲ့ဒီဘက်မှာတချမ်းကြံခဲ့တယ်ပေါ့နော်ဖွင့်ပြီးတချမ်းကြံခဲ့တယ်အဲ့ဒီတချမ်းဒီမှာအကုန်လုံးကိုလိုက်ထိုးပါမယ်ဒီမဲ့ဒီကျိုးလေးကိုလည်းတစ်ခါလည်းသိမ်းခဲ့မယ်နော်တစ်ခါလည်းမြုပ်ထိုးခဲ့ပါမယ်အဲ့လိုမျိုးတစ်ပေါက်ကိုတစ်ပင်နှုံးနဲ့ဘဲအထိထိုးမှလဲဆိုရင်ဒီဘက်ဒီမှာမှတ်ချိတ်မှတ်ထားတဲ့ဘဲရောက်တဲ့အထိဒီမျက်နှာချင်းဆိုင်နောက်ဆုံးအပေါက်ရောက်တဲ့အထိထိုးပါမယ်နော်အခုဒီမှာတစ်ပေါက်ကိုတစ်ပင်နှုံးနဲ့ထိုးလာတာပေါ့နော်ဒီနောက်ဆုံးအပေါက်ကိုရောက်လာပါပြီဒီဒေါင်းပေါက်ပေါ့နော်အဲ့ဒီနောက်ဆုံးအပေါက်မှာဆိုရင်လေတစ်ပေါက်ကိုနှစ်ပင်ထိုးပါမယ်နော်နောက်ဆုံးအပေါက်မှာကျတော့တစ်ပေါက်ထဲနဲ့တိုင်တိုနှစ်ပင်ထိုးပါမယ်ဒီလိုမျိုးလေးရပါပြီရပြီဆိုတော့ဒီဘက်ကိုဆက်ပါမယ်ဒီဘက်ကိုဆက်ထိုးမယ်ပေါ့နော်ခယူပပုံစံထိုးပါမယ်နော်အဲ့အတွက်ကြောင့်မလို့ဒီမှာဒီဘက်မှာဆိုရင်ဒီမှတ်ချိတ်မှတ်ထားတဲ့ဟာကိုသွားပြီးတော့မချိတ်ဘူးနော်ဒီမှတ်ချိတ်မှတ်ထားတဲ့ဟာရဲ့အရင်မှာချီမရဲ့အပေါက်ရဲ့အရင်မှာဒီမှာဒီလိုချီလေးရှိရစခဲ့တဲ့ချီလေးပေါ့နော်စထိုးခဲ့တဲ့ချီလေးအဲ့ဒီချီလေးတွေကိုထိုးပါမယ်နော်ဒီမှာဒီလိုမျိုးလေးပါဒီမှတ်ချိတ်မှတ်ထားတာရဲ့အရင်ကချီလေးတွေကိုထိုးလိုက်တယ်အဲ့ဒီကမှတိုင်တိုထိုးလိုက်တယ်နော်တိုင်တိုထိုးလိုက်တယ်လိုလေးထိုးပါမယ်ထိုးပြီးလို့ရှိရင်အဲ့ဒီဟာပြီးလို့ရှိရင်ဒီမှာအဲ့လိုထိုးပြီးလို့ရှိရင်ဒီဟာကိုလှမ်းပြီးတော့ချိတ်ပါမယ်နော်အခုပြောခဲ့တဲ့ဟာမှာဒီလှမ်းချိတ်လိုက်တဲ့ဟာမှာမှတ်ချိတ်လေးနဲ့မှတ်လိုက်မယ်နော်မှတ်ချိတ်လေးနဲ့မှတ်မယ်မှတ်ပြီးတော့ရှေ့ရကိုတစ်ခါထိုးပါမယ်တိုင်တိုနော်ဒီမှာဒီနေရာမှာလမ်းပြီးတော့တိုင်တိုအခုမှတ်ချိတ်မှတ်ထားတဲ့အပေါက်ကိုထိုးမယ်နော်အဲ့လိုမျိုးပဲမှတ်ပြီးတော့ထိုးသွားမှာဒီမှာဒီခုနမှတ်ချိတ်မှတ်ထားတဲ့အရင်ကိုချိတ်တဲ့ဟာမှာမှတ်ချိတ်တာနော်ပြီးလို့ရှိရင်တစ်ပေါက်ကိုတစ်ခါနှုံးနဲ့တစ်ပေါက်ကိုတစ်ပင်နှုံးနဲ့တစ်ပတ်လည်လုံးထိုးသွားရုံပါပဲနော်ဒီပတ်လည်တစ်ပတ်လည်လုံးထိုးပါမယ်ဒီတစ်ပေါက်ကိုတစ်ပင်နှုံးနေကြည့်ပါပဲနှစ်ပင်ပွားစရာမလိုတော့ဘူးဒီထောင်းမှာလည်းနှစ်ပင်ပွားစရာမလိုနော်ဒီလိုမျိုးတစ်ပေါက်ကိုတစ်ပင်ဒီပတ်လည်ကိုဒီမှတ်ချိတ်ရောက်တဲ့အထိထိုးခဲ့ပါမယ်ခုဆိုရင်ထိုးလာတာဒီမှာနော်ဒီမှတ်ချိတ်မှတ်ထားတဲ့နေရာရောက်ပါပြီအဲ့ဒါဆိုရင်မှတ်ချိတ်ကိုဖြုတ်လိုက်ပါဖြုတ်ပြီးတော့အဲ့နေရာမှာတိုင်တိုထိုးလိုက်ပါတိုင်တိုထိုးပြီးတော့အဲ့ဒီနေရာမှာထပ်အဲ့ဒီထိုးလိုက်တဲ့နေရာမှာပဲမှတ်ချိတ်လေးပြန်မှတ်လိုက်ပါနော်မှတ်ပြီးလို့ရှိရင်တခါဒါဆိုတပတ်ပြည့်ခဲ့တာပေါ့နော်ဒီမှတ်ချိတ်မှတ်လိုက်တာတပတ်ပြည့်ခဲ့တယ်အဲ့လိုမျိုးပဲဒီပတ်လည်းဒီဘက်တပတ်ကိုထပ်ထိုးပါမယ်နော်အဲ့လိုမျိုးဒီတပတ်လည်းပတ်လည်းအကုန်လုံးကိုထိုးပါမယ်ဒါဆိုရင်အဲ့လေးရသွားမယ်ဘယ်လိုလေးရသွားမလဲဆိုရင်ဒီလိုပုံစံလေးရသွားမယ်နော်ဒီလိုပုံစံလေးရသွားပြီအဲ့ဒါဆိုရင်ဒီလောက်အတော်အတင်းလောက်ထိုးပြီးသွားပြီဆိုရင်ဒီလောက်ရပြီဆိုရင်ဒီဟာကိုလှန်လိုက်ပါနော်လှန်လိုက်တယ်ဆိုရင်ဒီလိုပုံစံမျိုးလေးဖြစ်သွားမယ်နော်
ဒီမှာအိတ်ကလေးကဒီလိုမျိုးလေးဖြစ်သွားမယ်เนาะဒါအဖုံးချမ်းဒီမှာအဖုံးချမ်းကိုပတ်ပြီးတော့ထိုးသလိုပဲဖြစ်သွားမှာเนาะအိတ်ကနှစ်ဖက်ဒီမှာဒီဘက်တစ်ဖက်အဲ့လိုလေးလှန်လိုက်ပါဒါဆိုရင်အဲ့လိုလေးရသွားမယ်ပေါ့เนาะရပြီလို့ရှိရင်ဆက်ထိုးမယ်ပေါ့เนาะဒီလိုမျိုးဒီနေမှာเนาะဒီနေရာကနေထဲအခုဒီလောက်ရောက်တဲ့ဒီထိုးပြီးလို့ရှိရင်အိတ်ကိုလှန်လိုက်เนาะလှန်ပြီးလို့ရှိရင်ဒီမှာဒီဟာလေးတိုင်းပဲဆက်ထိုးမယ်ဒီတပတ်လေလုံးပေါ့เนาะဒီတပတ်လေလုံးပေါ့ဒါနှစ်ခုရှင်းပြတာပါဒီမှာဒီပတ်လေကိုအခုမှတ်စိတ်မှတ်ထားတဲ့နေရာတွေဒီမှာမှတ်ပြီးတော့ဒီလောက်ထိရတဲ့အထိထိုးမယ်เนาะဘယ်လောက်လဲဆိုတော့ပေကျုံးနဲ့တိုင်ရမယ်ဆို4လက်မခွဲလောက်ဒီအလှဒီဒေါင်လိုက်က4လက်မခွဲလောက်ရအောင်ထိုးပါเนาะဒီမှာဆိုရင်ဘယ်လောက်ရှိမလဲဆိုတော့ဒီမှာဒါဆိုရင်နှစ်လက်မခွဲပဲရှိသေးဒီ4လက်မခွဲ4လက်မခွဲလောက်ပေါ့နော်4လက်မခွဲ4လက်မလောက်ဒါကတော့လေကိုကဒီလိုမျိုးအဖုံးလေးနဲ့ဖုံးကြည့်လိုက်ကိုအစင်ပြေသလားပေါ့ကိုအဖုံးချမ်းကိုကြီးထားမယ်ဆိုရင် short ထိုးပေါ့နော်အဲ့လိုမျိုးလေးပေါ့ဒီမှာဒီလိုမျိုးလေးမဲဒီလိုမျိုးလေးရမှာပါเนาะဒီလိုအဖုံးချမ်းလေးနဲ့ဒီလိုဖုံးကြည့်ပါကိုမျက်စိထဲမှာကိုကြိုက်တဲ့လောက်ကလေးပေါ့เนาะကိုသဘောကျတဲ့လောက်ကလေးထားပါဒီဟာဆိုလို့ရှိရင်ဒီမှာဘယ်လောက်ထိုးခဲ့လဲဆိုတော့လေးလက်မခွဲနီးပေါ့နော်ဒီမှာလေးလက်မခွဲမပြည့်တပြည့်လေးထိုးထားတယ်နော်အဲ့ဒါဆိုတော့ဒီလိုမျိုးအဖုံးချလေးရမှာပါဒီအိတ်ကလေးဒီလိုမျိုးလေးရမှာပါနော်အဲ့လိုမျိုးလေးရဖို့ရအတွက်ကိုဒီပတ်လေကိုဒီလိုမျိုးလေးထိုးတော့ပါနော်အခုဒါဆိုရင်ဒီမှာ2လက်မလောက်ဒီလို2လက်မလောက်ထိုးပြီးဆိုရင်အိတ်ကိုဒီလိုလှန်လိုက်ပါနော်လှန်ချလိုက်ပါအခုပြတယ်လို့လှန်ချလိုက်ပြီးတော့ဒါကိုလေးလက်မကြောလေးလက်မခွဲလောက်ပေါ့နော်ကိုအစင်ပြေတဲ့လောက်ဒီအဖုံးချလေးနဲ့ဒီလိုမျိုးလေးဖုံးကြည့်ပြီးတော့ကိုကြိုက်တဲ့လောက်ကလေးထိုးပါပြီးလို့ရှိရင်ထပ်ပြပါမယ်နော်ဆိုရင်ထိုးလာတာဒီမှာကိုလိုချင်တဲ့အနေထားလောက်ရောက်ပြီပေါ့နော်ဒီမှာဒီလိုမျိုးလေးအဖုံးချမ်းလောက်လဲဒီလောက်ဆိုရင်အဆင်ပြေပြီဒီကိုတော့လေးလက်မခွဲထိုးထားရနော်ကိုလိုချင်သလားပေါ့လေးလက်မခွဲလို့မဟုတ်ဘူးကိုလိုချင်တဲ့အနေထားဒီအဖုံးလေးနဲ့ပေါ့နော်ကိုစိတ်ကြိုက်လေလိုချင်တဲ့အနေထားရောက်ပြီဆိုရင်ဒီမှာနောက်ဆုံးဒီမှတ်ချိတ်မှတ်တဲ့နေရာရောက်ပြီပေါ့နော်အဲ့ဒါဆိုမှတ်ချိတ်ကိုဖြုတ်လိုက်မယ်ဖြုတ်ပြီးတော့ဒီအနာသက်လေးတွေဒီအနာလေးလှသွားဖို့ရအတွက်ဒီတပတ်လေလုံးကိုနောက်ဆုံးကိုလိုချင်တဲ့အနေထားရောက်ပြီဆိုလို့ရှိရင်ဒီတပတ်လေလုံးကိုရှက်ကော်လေးနဲ့အဆုံးသတ်မယ်နော်ဒီမှာထိုးလိုက်တဲ့ရှက်ကော်နော် slit step ပေါ့အဲ့လိုမျိုးရှက်ကော်လေးနဲ့ဒီတဒန်းလုံးကိုအနာလေးတွေကိုရှက်ကော်လေးနဲ့သိမ်းပါမယ်နော်ဒီလိုမျိုးလေးတပတ်လေလုံးပတ်လေပေါ့နော်တပတ်လေလုံးကိုအဲ့လိုရှက်ကော်ထိုးနည်းလေးတိုင်းပဲထိုးပါမယ်အဲ့လိုမျိုးလေးเนาะအဲ့ဒါဆိုရင်ဒီမှာအနားလေးကဒီလိုမျိုးလေးလှမယ်เนาะအနားတက်ကလေးကလေလှတော့ပါမယ်အဲ့လိုပုံစံမျိုးလေးဒီတပတ်လေလုံးအထိကိုထိုးပါမယ်เนาะဒီမဲ့ထိုးပြီးသားဟာကိုပြလိုက်မယ်เนาะဒီမဲ့ဒါဆိုရင်တပတ်လေလုံးကိုရှက်ကော်လေးနဲ့နားတက်ထားဖြစ်တဲ့အတွက်ကြောင့်အနားတက်လေးကဒီတက်လေးလှတယ်เนาะအဲ့လိုမျိုးလေးရောက်တဲ့အထိထိုးပါမယ်ထိုးလို့ကိုတပတ်လေလုံးထိုးပြီးပြီဆိုရင်เนาะဒါလေးကိုဒီကျိုးလေးကိုဖြတ်လိုက်ပါเนาะအဲ့လိုတပတ်လက်လုံးထိုးပြီးဆိုရင်ဒီကျိုးကိုဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်သူ့ကိုဆွဲထုတ်လိုက်ပါဆွဲထုတ်ပြီးတော့ဒီကျိုးလေးကိုတော့ဒီအတွင်းထဲမှာအခလေးနဲ့သိမ်းလိုက်ပါနော်အခလေးနဲ့ကိုအဆင်ပြေသလိုလေးသိမ်းလိုက်ပါဒါဆိုရင်တော့အိတ်တအိတ်လုံးပြီးပါပြီနော်အိတ်တလုံးပြီးဆိုရင်နောက်ထပ်အိတ်တန်းခလုတ်ကလေးဒီမှာတက်တဲ့ဟာလေးပြမယ်နော်ဒီလိုမျိုးလေးအိတ်တန်းခလုတ်လေးတက်မယ်နော်အိတ်ခလုတ်ကလေးတက်တာလေးကိုပြပေးပါမယ်ဒီမှာနော်အဲဆိုရင်ဒီမှာဒီလိုမျိုးအိတ်တန်းခလုတ်လေးဝယ်လိုက်လို့ရှိရင်ဒီထဲမှာဆိုရင် तू ကအနောက်ကတက်တဲ့ပေါ့နော်ဒီစကူလေးတွေပါရယ်နော်ဒီမှာစကူလေးတွေပါပါတယ်အဲ့ဟာလေးနဲ့ဒီမှာဒီအိတ်တန်းခလုတ်ကိုတက်ပါမယ်နော်ဒါကတော့ကိုအလှထားခြင်းတဲ့ဘက်ကိုထားပါနော်ကိုကြိုက်တဲ့ဘက်ကိုထားလို့ရတယ် तू ကနှစ်ဖက်လုံးပဲဘက်ကိုပဲအတွင်းထားရရနော်အဲ့ဆိုရင်ဒီမှာဒီလိုမျိုးလေးတက်လိုက်မယ်နော်ဒီလိုလေးတက်လိုက်မယ်တက်တဲ့အခါမှာဆိုရင်ဒီမှာဒီဟာလေးကိုဒီမှာအိတ်ခလုတ်လေးကိုဖြုတ်လိုက်ပါဒီလိုလေးနဲ့ဖြုတ်လိုက်ပါသူကဒီမှာဒါလေးရောပါရနော်ဒါလေးကိုခဏထားမယ်ဒီဟာလေးကိုအရင်တက်မယ်ပေါ့နော်တက်တဲ့အခါမှာဒီဟာနဲ့တိုင်းပြီးထိုးခဲ့ရဖြစ်တဲ့အတွက်ကြောင့်ဒါကတော့ကွက်တီဖြစ်မှာဒီကြားမှာဒီဟာလေးတဲ့ကိုဂျားလေးတဲ့ကိုဒီကအစာလေးထည့်လိုက်ပေါ့နော်ဒီလိုလေးထည့်လိုက်ပါထည့်လိုက်တဲ့အခါမှာထိုးတဲ့အချိန်တုန်းကလည်းဒါနဲ့ကွက်တီထိုးခဲ့ဖြစ်တဲ့အတွက်ကြောင့်သူ့ကိုစင်တာကြလေးအလန်ဘဟိုစင်တာအတိကြအောင်ဟာတက်ပါနော်အဲ့လိုမျိုးလေးထည့်မယ်ထည့်ပြီးလို့ရှိရင်ဒီမှာသူ့ကိုက
ဒီလိုမျိုးပေါ့နော်တခုခုလေးနဲ့ပေါ့ဒီထဲကိုဒီအတွင်းအထိဝင်အောင်ဟာကတ်တီးလေးနဲ့ပဲဖြစ်ဖြစ်ဗာနေနဲ့ပဲဖြစ်တခုခုလေးနဲ့ဒီလိုမျိုးထိုးထည့်ပါနော်ဒီလိုမျိုးလေးထိုးထည့်ပါဘာလို့လဲဆိုဒီထဲကိုလုံးဝကွက်တိအကြဝင်ဖို့ရအတွက်စကူလေးတွေနဲ့စုံမှာဖြစ်တဲ့အတွက်ကြောင့်အထက်ကအစလေးဒီထဲဝင်ဖို့အတွက်ဒီလိုမျိုးလေးတိချလေးလှုပ်လိုက်ပါလှုပ်ပြီးအလဲတက်ထားမယ်ထားပြီးလို့ရှိရင်ဒီမှာဒီထဲမှာပါတဲ့စကူလေးတွေနဲ့ဒီအပေါက်လေးတွေဒီမှာစကူ3ခုပါတယ်ပေါ့နော်စကူလေးတွေ3ခုပါတယ်ဒီထဲမှာအဲ့ဒီဟာလေးတွေကိုဒီအပေါက်လေးတွေထဲမှာဒီဝက်ဟွာလေးနဲ့ပေါ့နော်လှည့်စရာလေးနဲ့လှည့်ပြီးတော့တက်ပါဒီမှာတက်ထားတဲ့ဟာလေးပြမယ်နော်ဒီမှာဒီလိုမျိုးလေးစကူလေးနဲ့တက်ထားပါเนาะအဲ့ဒါလေးကတော့ကိုယ့်ကိုအဆင်ပြေတဲ့ဟာနဲ့အဲ့ဒီကရိယာလေးစကူလှဲတဲ့ဝဲဥလှဲလေးရှိတယ်ဆိုရင်လည်းအဲ့ဒါလေးနဲ့တက်ပါเนาะကိုယ်အဆင်ပြေသလိုလေးအဲ့လိုလေးတက်လိုက်ပါဒါဆိုရင်ဒီမှာတက်ထားပြီးသားပေါ့နော်အဲ့လိုတက်ပြီးသွားပြီနော်ဆိုလို့ရှိရင်ဒီလိုမျိုးဟာလေးပါတယ်ပေါ့နော်အဲ့ဒါလေးကိုဒီမှာတက်လိုက်ဒီမှာအရင်တက်လိုက်မယ်နော်ဒီဟာလေးကတော့ဒီလိုမျိုးလေးတက်မှာပြပြီးပြီနော်ကိုယ့်အကိုစကူလေးလှည့်လိုက်ပါလှည့်တာတော့မပြတော့ဘူးနော်အဲဆိုရင်ဒီမှာဒီအဲ့ခလုတ်ကလေးကိုအရင်ဒီလိုမျိုးလေးတက်လိုက်ပါတက်ပြီးလို့ရှိရင်ဒီလိုမျိုးနေရာချလိုက်ပါဒီလိုမျိုးလေးနော်ဒီလိုမျိုးလေးနေရာချလိုက်ပါဒီမှာဒီအနောက်ကဒါလေးနဲ့ပေါ့နော်နေရာချလိုက်ပါဒီလိုမျိုးလေးရွက်ဆောင်မနေအောင်ပေါ့နော်ဒီလိုအတက်လေးတက်ရမှာနော်အတက်လေးတက်ပါဒီလိုမျိုးလေးနေရာဒီမှာခြီဖြစ်တဲ့အတွက်ကြောင့်အထဲထဲကိုဒီလိုစိုက်လို့ရရပေါ့နော်နေရာချလိုက်တယ်ဒီမှာဒါလိုလေးပါအဲ့လိုလေးတက်ညီတယ်ပေါ့နော်အဲ့လိုလေးဒီမျိုးလေးအတက်လေးလဲတက်လေးပေါ့နော်အဲ့လိုမျိုးလေးလုပ်ပြီးသွားပြီဆိုရင်ဒီလိုမျိုးအောက်ကိုနည်းနည်းလောက်ထိုးလိုက်ပါထိုးပြီးတော့ဒါလေးကိုဖြုတ်ပြီးတော့ဒါလေးကိုဖြုတ်လိုက်ပါဖြုတ်ပြီးရင်ဒီမှာဒီဟာလေးကဒီတဲကိုစိုက်နေခဲ့မှာပေါ့နော်ဒီမှာဒီအတွင်းထဲမှာဒီလိုမျိုးလေးနော်အတွင်းထဲမှာဒီလိုမျိုးလေးဝင်အောင်ထည့်လိုက်ပါထည့်ပြီးလို့ရှိရင်ဒီမှာဒီကအခန့်ပြားလေးပါရနော်အခန့်ပြားလေးကိုတက်လိုက်ပါဒီမှာတက်ပြီးလို့ရှိရင်ဒါလေးကိုအတွင်းဘက်ကိုကွေးလိုက်အောင်မယ်နော်ဒီမှာသူ့ရဲ့ဟာလေးကိုဒီအတွင်းဘက်လေးကိုလက်နဲ့ပဲကွေးကိုအဆင်ပြေသလိုဒီပလက်ယာတို့ဘာတို့ညာရှင်းလိုက်အဲ့ဒါလေးနဲ့ကွေးလိုက်ရရနော်ကိုအဆင်ပြေသလိုလက်ကလေးနဲ့ကွေးလိုက်လည်းရပါတယ်ဒီမှာနော်အဲ့လိုဒီလိုမျိုးလေးအတက်လေးရပါမယ်အဲ့လိုမျိုးလေးရသွားပြီเนาะဒီလိုမျိုးလေးတက်လိုက်ပါပြီတက်ပြီးလို့ရှိရင်ဒီမှာဒီလိုမျိုးလေးလှုပ်ကြည့်လိုက်ပါဒါဆိုရင်ဒီမှာဒီလိုမျိုးလေးအတက်လေးလှလှလေးဒီလိုမျိုးလေးရပါမယ်เนาะအဲ့လိုမျိုးလေးတက်လိုက်ပါဒါတော့ဘာမှခက်ပါဘူးဒါဆိုရင်ဒီဘက်မှာလည်းဒီမှာဖုံးတစ်လုံးထည့်လို့ရတယ်ဒီဘက်မှာလည်းထည့်လို့ရတယ်လှပတဲ့အိတ်လေးရတော့ပါပြီเนาะအဆင်ပြေကြမယ်လို့ထင်ပါတယ်တကယ်လို့အဆင်မပြေဘူးဆိုလို့ရှိရင်လည်းຫນွယ်လေး handmade page မှာလာမေးလို့လည်းရတယ်ဒီ TikTok မှာလာမေးလို့လည်းရပါတယ်เนาะစိတ်နားမလဲတာရှိလို့ရှိရင်အချိန်မရွေးလာမေးပါဒါဆိုရင်ပြီးပါပြီအဆင်ပြေကြမယ်လို့ထင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်